အောင်စီဟိတ်လို့ငိမ့်ကြောင်အောင်သပြေညောင်ရင်မြရောက်ရုပ်နဲ့လေရညွန်မြေစိတ်ရွှေရတနာဥစ္စာစီစိတ်ကုန်ရှိန်တိုးဝဲပေါ်ပြေဝပါစေဇောတိကပပမချေလောကပါလာသာသနာသောနတ်တွေဟောသာသနာသောနတ်တွေအလူတော်မင်္ဂလာသောနတ်တွေတောက်ရောက်တဲ့ကျုပ်တို့မြမပြေလက်သစ်ဒါနသီလပုံညာပါဝေတရားနာလူတော်အမြသရာတွေရကြပါစေလက်သစ်ဒါနသီလပုံညာပါဝေတရားနာလူတော်အမြသရာတွေရကြပါစေဘုရားရှိခိုးဝတ်တိတာရှင်သာဝိတ္တစုပေါင်းတလို့အောင်သမှုတော်အလူတော်ပေးနိုင်ကြပါစေအလူရဲ့သက်လက်လက်မပွားဆက်ခါဆက်ခါပေးနိုင်ကြပါစေဗျာအချင်းလေးကအင်မတန်မှကောအလူကြီးနဲ့လည်းလိုက်ဖက်တယ်နော်လက်စင်တာနာတိလဘုံညာပါဝေတရားနာလူတို့အမြသရာတွေရကြပါစေတို့လူတကအလူမယနေ့တော့မိမိတို့ပြုလုပ်ခဲ့တဲ့ဒါနကုသိုလ်ဆောက်တည်ခဲ့တဲ့သီလကုသိုလ်ပွားများခဲ့တဲ့ဘာဝနာကုသိုလ်အစုစုတို့ကိုတန်ဃာတော်အရှင်သူများများရှင်းမောင်မှာရေသက်တော်ချအမျှဝေမယ်မို့လားနော်အဲ့ဒီလိုအမျှဝေတဲ့အချိန်မှာနတ်လူမြမတစုကလည်းလာပြီးတော့တို့အလူတကအလူမတို့ရဲ့အလူတော်မင်္ဂလာပွဲကြီးအတွက်လေသာဓုသာဓုသာဓုကောင်းလေစွာကောင်းလေစွာကောင်းလေစွာလို့လာပြီးတော့သာဓုခေါ်ကြအောင်ပါလို့နော်ဒါကြောင့်မို့လက်လူမြမများသာဓုမခေါ်ခင်လေးမှာဆိုင်ဝင်အောင်လို့စတားဝင်ခိုင်းလို့ကျွန်တော်ရွှေမန်းတီဟတို့ကနေပြီးတော့ကြိုးတင်ပြီးတော့ဒါဂီတသရအသံနဲ့အမြဝေသာဓုခေါ်တဲ့သဘောပါနော်ဒါကြောင့်မို့ယနေ့လူရကြတဲ့သာသနာဒါယကအလူဒါယကကြီးဦးနေသည်အလူဒါကြီးကာမကြီးဒေါ်ထေးထေးခိုင်လူလိုက်တာအတော်ကုန်တယ်နော်အတော်လေးကိုကုန်တယ်ဒီခေတ်ဒီခါဟလာကျွေးလိုက်မွေးလိုက်တာလဲငချောက်ဝတ်သားဟလာရှယ်ပဲအမင်းပရိသတ်ကြိုက်တဲ့လောက်စားစားအလားစားကျွေးတာမဟုတ်ပါဘူးညာယနေ့တော့တို့အလူတကအလူမှမနေတော့ကတည်းကစကျွေးနေတာအဝါစားကျွေးနေတာအတော်ကုန်နေဒါပေမဲ့မိမိမှာရှိတဲ့ပစ္စည်းဥစ္စာများကမြဲသလားဆိုတော့ပရိသတ်မမြဲဘူးနော်ခမည်းတော်မှာရှိတဲ့ပိုက်ဆံတွေငွေတွေကျွန်တော်မှာရှိတဲ့စည်းစိမ်တွေမြဲသလားဘယ်သူမှပဲရှိတနည်းမဟုတ်တနည်းကတော့ထွက်နေတာပဲဗျာနော်ပရိသတ်တနည်းမဟုတ်တနည်းထွက်နေတာကျန်တာမပြောနဲ့လက်တွေ့မြင်လွယ်အောင်ပြောပြမယ်ပရိသတ်မြင်လွယ်အောင်ပြောပြမယ်လောကမှာမိမိမှာရှိတဲ့ပစ္စည်းဥစ္စာများကဟောသုံးလို့ကုန်ခြင်းနဲ့ပရိသတ်သုံးလို့ကုန်ခြင်းဖြုံးလို့ကုန်ခြင်းနောက်ရှုံးလို့ကုန်ခြင်းဆုံးလို့ကုန်ခြင်းယုံလို့ကုန်ခြင်းတဲ့ဗျာနော်ကျုပ်အလူတကအလူမကုန်ခြင်းအမျိုးမျိုးရှိတယ်သုံးလို့ကုန်ခြင်းနံပါတ်1မိမိမှာမိမိအိမ်အောင်ရှင်ပါများဟလာပိုတိတယ်စားဖို့ရလေဆန်ဒီဝယ်ရထင်းချက်စရာစီဒီဝယ်ရထင်းချက်စရာများဝယ်ရစသည်အဖြစ်ဝယ်ချမ်းသာသည်မိမိစားဖို့ရအတွက်အသုံးပြုတာငွေကိုအဲ့ဒါသည်သုံးလို့
ကုန်တာနော်မိမိဝတ်ဖို့ရအင်ကြီးဝဲတယ်ဒါဒီလဲသုံးလို့ကုန်တာပဲနောက်ဖြုံးလို့ကုန်ခြင်းနဲ့မိမိအတွက်လည်းကြိုးမရှိသူတစ်ပါးအတွက်လည်းကြိုးမရှိတိုင်းပြည်အတွက်ကြိုးမရှိဘာသာအတွက်အကျိုးမရှိဘဲနဲ့အလားသာဖြုံးတီးပြစ်နေတဲ့လူတွေလဲခင်ဗျားတို့ကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာဒုနယ်ဒီအများကြီးရှိပါတယ်ဗျာနော်နောက်ရှုံးလို့ကုန်ခြင်းနဲ့ရှင်းပါတယ်ဗျအမြတ်ရခြင်းလို့လုတ်တယ်ဟဲ့လားတောင်သူတွေပိုသိတာပေါ့ဟဲ့လားလက်တအေကစိုက်တယ်ထားကြစို့တအေကဘေးကြ100လုံးရခြင်းတာပေါ့နော်ဒါပေမဲ့ပိုးကလည်းဖြတ်တာပဲဗျနော်သဘာပင်လေးရှင်းသန်းအောင်ကြီးထွားအောင်ဆိုပြီးတော့မြေစီစရိတ်ကလည်းလဲတာမဟုတ်ဘူးတအေကအတွက်ဆိုရင်ဆေးက3ပတ်ဖြားရုံနဲ့မရတော့ဘူးနော်ဘာဖြစ်လို့သိရလို့ကျွန်တော်ကလည်းဒေါသမှုသိတာဒေါသမှုဒီနေ့ကျွန်တော်တို့ဘက်မှာဆိုလို့ရှိရင်တပါတအေကမှာ60ဆိုတဲ့လူဟာအဲ့ဒါအများဆုံးရတဲ့လူနော်30 40တချို့သူဒဇင်လွတ်တဲ့လူတွေအများကြီးနော်ဒါမြတ်ချင်လို့လောက်တာပဲဗျာနော်ပိုးကဖြတ်တယ်ဖြတ်တော့ကြတော့ဟောကုန်ကြတယ်ကုန်ကြသေးတယ်တွက်ကြည့်လိုက်တော့ဟောရှုံးလို့လားဗျာကင်အဲ့ဒါဒီရှုံးလို့ကုန်တာပါတဲ့ပရိသတ်နော်ပွဲသားတွေလည်းမြတ်ချင်လို့ဒီပစ္စည်းဝယ်တခါပြန်ရောက်ဝယ်တဲ့ဟာနဲ့ရောင်းတဲ့ဟာကမကားပြီးတော့ကင်ရှုံးကြတာပဲနော်အဲ့ဒါဒီရှုံးလို့ကုန်တာနောက်ဆုံးလို့ကုန်ခြင်းတဲ့ပရိသတ်ဆုံးလို့ကုန်ခြင်း